အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့မှာရှိနေတဲ့ကျွန်တော်တို့ရထားတဲ့ဒီရုပ်နဲ့နာမ်ကြီးကိုဒုက္ခကြီးပါလို့ပြောရင်ငင်းမဲ့သူတွေအများကြီးရှိတယ်ဗျဥပမာနဲ့ပြောရရင်ကျွန်တော်တို့တရားထိုင်နေတဲ့အခါမှာမလုံမရှက်ပဲထိုင်နေကြည့်တဏှာမဟုတ်တဏှာနာလာတာဗျအမှန်ကအမြဲတမ်းနာနေတာတောက်လျှောက်ကြီးကိုနာနေတာဒါပေမဲ့ဒီလိုပုံစံနေလို့ကြာလို့နာလာရင်နောက်ပုံစံလေးပြောင်းလိုက်တယ်အဲ့လိုပုံစံနဲ့နေတာကြာလာလို့ဝေဒနာတက်လာတယ်ဝေဒနာပြလာပြီဒုက္ခကြီးဖြစ်လာပြီဆိုရင်ပုံစံလေးပြန်ပြောင်းလိုက်တယ်မတ်တက်ရက်နေတာကြာကြီးနေလို့ညောင်းလာတယ်ကျွန်တော်မှရှိနေပြီဒုက္ခပေါ်လာတယ်ထင်ရှားလာတာဘာလို့ဆိုတော့သူ့ကိုပြုပြင်ပေးဖို့လိုနေတာဟုတ်ဒီလိုမတ်တက်ရက်ကြာလို့ညောင်းလာတဲ့ခါမှာထိုင်ပေးရတယ်ထိုင်လို့လေကြာတော့ညောင်းလာတာပဲအဲ့ကြတော့လမ်းလေးလျှောက်ပေးရတယ်လမ်းလျှောက်လို့ညောင်းလာတယ်တုံးလုံးလေးလဲပေးလိုက်ဒီဣရိယာပုတ်အမျိုးမျိုးပြောင်းပြီးတော့ပြုပြင်နေရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဟာကြီးကဒုက္ခကြီးဖြစ်နေတော့ဒီတိုင်းထားလို့မရဘူးဗျသူ့အမြဲတမ်းပြုပြင်ပေးနေရတယ်အမှန်ကလောကမှာလေဒုက္ခဆိုတာမရှိဘူးဗျလုံးဝဒုက္ခတီးနှံ့ပဲရှိတယ်ဒီဒုက္ခနဲလာတာကိုပဲကျွန်တော်တို့ကဒုက္ခလို့ခေါ်တာဟုတ်အပူချိန်မရှိတော့တာကိုအေးတယ်လို့ခေါ်တယ်လို့ပဲခန္ဓာကိုယ်ကြီးကိုဘာမှမလုပ်ပဲပဂတိချမ်းသာနေအောင်နေလို့မရဘူးဗျအမြဲတမ်းပြုပြင်ပြောင်းလဲပေးနေရတယ်ကျွန်တော်ဗိုက်စာလာတယ်ဆိုရင်ဝေဒနာကြီးခန္ဓာကိုယ်ကဝေဒနာကြီးပြလာဝေဒနာကြီးပေါ်လာတယ်အဲ့ဝေဒနာကြီးပေါ်လာတာကိုပျောက်ဖို့အတွက်ကိုကျွန်တော်သွားစားပေးရတယ်ဒုက္ခကြီးပေါ်လာတာကိုဖုံးကွယ်ဖို့အတွက်စားပေးရတာစားပေးလိုက်တဲ့အခါမှာဆောနာဒုက္ခမရှိတော့ဘူးပြုပြင်ပေးလိုက်လို့မရှိတော့တာအများအားကျွန်တော်တို့ကဒီလိုမျိုးပုံစံကိုပဲတကူလုံးကိုကျွန်တော်တို့စက္ကန့်နဲ့မြအများအားပြုပြင်ပေးနေရတာလေဒါလေးကိုပဲချမ်းသာတယ်ခေါ်ဒုက္ခကိုပြုပြင်ပေးနိုင်လို့ချမ်းသာတယ်လို့ထင်တာဒီပြုပြင်တော့ခဏပဲကျွန်တော်တို့ချမ်းသာမှာဗျမပြုပြင်လိုက်တဲ့အချိန်ခဏရက်လိုက်တဲ့အချိန်ကတော့ဒုက္ခတွေကြီးပဲဖြစ်နေမှာလူနှစ်ယောက်ပြဿနာဖြစ်ပြီဆိုရင်တော့မှာပဲကို့အမားကိုဘယ်တော့မှမကြည့်ကို့ကြောင့်လို့ဘယ်တော့မှမထင်သူ့ကြောင့်သူကလည်းဒီဘက်ကိုပြန်ထိုးတယ်သူ့ကြောင့်ပဲအဲ့လိုပဲကျွန်တော်တို့ဗိုက်စာရတဲ့ဝေဒနာကြီးခံစားနေရတဲ့အခါကျရင်ဘာထင်လဲဆိုတော့စားစရာမရှိလို့ဒီဒုက္ခဖြစ်တာလို့ထင်တာအမှန်မဟုတ်ဘူးဗျဒီခန္ဓာကိုယ်ကြီးကြောင့်ဒီຢာကြီးကဒုက္ခကြီးမို့လို့ဒုက္ခဖြစ်နေတာအစားအစာကြောင့်လို့ထင်ပေမဲ့အမှန်ပုံစံကကျွန်တော်ဒီယုတ်ကြီးဒီခန္ဓာကြီးကြောင့်ပဲမလှုပ်ဘဲနဲ့နေကြည့်မစားဘဲနဲ့နေကြည့်ကျွန်တော်နေရာမရှိဘဲနဲ့နေကြည့်တဘာဝကြီးကပြလိမ့်မယ်ဒုက္ခကြီးပါဆိုတော့ထင်းနေနေအောင်ပြဒုက္ခတွင်ကြီးထဲမှာနေရတာခန္ဓာသာဒုက္ခမဟုတ်ဘူးဆိုရင်သူ့အတွက်ဘာမှလုပ်ပေးနေကြမှာမလို့တာဗျမိုးလင်းလာနဲ့ကျွန်တော်တို့အိပ်ရထားတယ်မျက်နှာတစ်ပေးရတယ်သွားတိုက်ပေးရတယ်ဒါဆိုသွားပြီးတော့ပြုပြင်ပေးရတယ်ဒီကဒီပါဇက်တွေကနန်နေတဲ့အနံ့ကြီးပြောက်အောင်လို့သွားတိုက်ပြီးတော့ရှင်းပေးရတယ်မနက်တိုင်းနေ့တိုင်းခန္ဓာကိုယ်ကအညစ်အကြေးတွေတက်လာလို့ရေမြဲနဲ့ချိုးပေးနေရတယ်ကျွန်တော်တို့စက္ကန့်နဲ့အမျှသူ့အတွက်ကိုလုပ်ပေးနေရတာဗျဒုက္ခထထပေးနေလို့သူ့ပြင်ပေးနေရတာအမြဲတမ်းအထီကိုမခံနိုင်တာဗျကျွန်တော်တို့ဘာနဲ့ထိအနာကြီးပဲကျွန်တော်ခန္ဓာကြီးကကျွန်တော်တို့မပြုပြင်ဒုက္ခပြုပြင်ပြောင်းလဲပေးပြီးတော့သူ့အကြိုက်လိုက်ပေးနေမှာဒုက္ခလေးရနေတာဗျဒုက္ခကိုကျွန်တော်တို့ဘာမှမလုပ်ပဲဒီတိုင်းနေနေမရဘူးဗျတော့မှမရဘူးအဲ့တော့အများတန်းဒုက္ခရဖို့တခုခုလုပ်ပေးနေရတာဗျလူဘဝတက်တန်းမှာချိန်တွေကိုပေးပြီးတော့ကျွန်တော်တို့စီးပွားရှာနေကြတာတကယ်အဓိကအကြောင်းရင်းချက်ကဘာအတွက်လဲဆိုရင်နေစားဝတ်နေရေးအတွက်ပဲဘာဖြစ်လို့လဲဆိုတော့ဒါတွေမလုပ်ဘဲဒုက္ခကြီးထထပေးနေလို့ဒါတွေကိုလုပ်ပေးနေရတာဒါတွေလုပ်ဖို့အတွက်ကိုလည်းပတ်စံရဖို့လိုတာပတ်စံရဖို့လိုတော့စီးပွားရေးလုပ်ဒီဒုက္ခလေးကိုဖြေရှင်းဖို့ပဲပတ်စံနေများရှိနေကျွန်တော်တို့ကချမ်းသာမယ်ထင်တာဗျတကယ်အမှန်ကတကယ်ချမ်းသာတာဒီရင်ထဲမှာဗျအကြီးကျယ်ချမ်းသာပြီးတော့များအဲ့ရလေးလဲနေတယ်ချမ်းသာရမှာမဟုတ်တာဒုက္ခလေးနည်းနည်းယော့နေတာပဲရှိမယ်ကို့မှာစီးစိမ်ဥစ္စာတွေပုံများလာလေအဲ့ဒါတွေအတွက်ပူနေရလေပဲကို့မှာပစ္စည်းတစ်ခုပဲရှိတယ်ဆိုတော့အဲ့ပစ္စည်းတစ်ခုအတွက်ပူရဒါလေးကိုပျောက်သွားမှပြတ်သွားမှပစ္စည်းနှစ်ခုရှိရင်အပူနှစ်ခုဖြစ်သွားပစ္စည်းသုံးခုရှိရင်အပူသုံးခုဖြစ်သွားပြီကျွန်တော်တို့အပူရှာနေတာပြောရင်ဒုက္ခတွင်းကြီးထဲမှာကျွန်တော်တို့ဒုက္ခလိုက်ရှာနေတာဗျစောစောကပြောသလိုပဲဒုက္ခနဲလာတာဒုက္ခရလာတာပဲကိလေသာတွေကဒုက္ခပေးတာတကယ်အစစ်ကဒုက္ခကကိလေသာတွေအဲ့တော့ကိလေသာတွေနဲသွားလေဒုက္ခနဲသွားလေပဲကိလေသာလုံးဝမရှိတော့မှမပြုတ်မပြင်းပဲချမ်းသာအစစ်ကိုရမှာပဲတကယ်ကတော့ကျွန်တော်တို့ချမ်းသာအောင်လုပ်เสียမလိုဘူးဗျစင်းရဲနဲအောင်ပဲလုပ်ပါမှာနောက်ဆုံးကျွန်တော်တို့ကတရားအားထုတ်ရင်တော့မှပဲတော့ထိုင်တဲ့အခါကျရင်တမာရီရခြင်းနဲ့ဟိုဟာဖြစ်ခြင်းနဲ့ဒီဟာဖြစ်ခြင်းနဲ့ဒီဖြစ်ခြင်းနဲ့ဆိုတဲ့စိတ်ကြီးတွေနဲ့ထိုင်နေချိန်မှာမရတော့ဘူးဗျအဲ့ဒါကြောင့်လို့ဒီငါမပါဘဲနဲ့အမှန်မြင်တတ်မှကျွန်တော်တို့ဒုက္ခနဲတော့မှာကိလေသာဒုက္ခပဲကိလေသာမရှိရင်ဒုက္ခမရှိတော့လေပဲဒုက္ခမရှိတော့လေဒုက္ခဖြစ်လာလေပဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရထားတဲ့ဒုက္ခကြီးကိုဒုက္ခမှန်အရင်သိအောင်လုပ်မှကျွန်တော်တို့ဒီကလွတ်ရလမ်းကြောင်းကိုရှာမှာဗျဒါကြီးကိုဒုက္ခမှန်မသိသေးရတော့ကျွန်တော်တို့ဒီတိုင်းမနေနေဦးမှာဗျအဲ့တော့ဒါကိုငါထင်နေတာ哦အဲ့တော့ဒါကြီးကဒုက္ခသစ္စာကြီးတတ်ပဲကျွန်တော်တို့ရထားတာယုံနဲ့နံကဒုက္ခပဲဒါအမှန်တရားပဲဒါကြောင့်လို့သစ္စာလို့ပြောတာသစ္စာဆိုဘယ်တော့မှမပြောင်းလဲတဲ့အမှန်တရားပဲအဲ့တော့ဒါရထားတာကျွန်တော်တို့ဒုက္ခသစ္စာကြီးရထားတာကျွန်တော်တို့ငါဆိုတဲ့စိတ်နဲ့မြင်တဲ့ဟာတွေကိုခံစားတယ်ကောင်းတာဆိုရင်လိုချင်တယ်မကောင်းတာဆိုရင်မလိုချင်ဘူးအဲ့ဝေဒနာလေးကိုကျွန်တော်တို့လို့ထင်နေတာအဲ့ဒီမျက်စိနားနာလျှာကိုယ်စိတ်ကနေပေါ်လာတဲ့ခံစားမှုလေးတွေ
သိမှုလေးတွေဒါလေးတွေကိုငါဆိုတာနဲ့တွဲပြီးတော့ကြည့်လိုက်တဲ့အခါမှာကံတရားတွေကိုဗန်တီးလိုက်တာဗျအဲ့ကံတရားတွေအထက်ကျိုးတန့်ပေးလိုက်တဲ့အခါမှာဒုက္ခသစ္စာကြီးဖြစ်လာဘာလို့လဲဆိုတော့ကျွန်တော်တို့အရင်ကသမုဒယသစ္စာတွေလောက်ခဲ့တာဒီသမုဒယသစ္စာကြီးကိုပယ်နိုင်တော့မှကျွန်တော်တို့ဒုက္ခသစ္စာကြီးချုပ်ငြိမ်းသွားမှာဒုက္ခကိုဒုက္ခမှန်သိပြီးတော့သမုဒယသစ္စာကိုမေဃသစ္စာနဲ့ပယ်လိုက်တဲ့အခါကျမှကျွန်တော်နိရောဓသစ္စာကိုရောက်တာဘဝကြီးရတာဒုက္ခကြီးပါလို့မသိလို့ဒုက္ခကိုနည်းနည်းသိလေလေဘဝကိုနည်းနည်းစိတ်ပြတ်လာဒုက္ခကိုများများသိလာတော့ဘဝကြီးကိုပိုပြီးစိတ်ပြတ်လာဘဝကြီးကလုံးဝ100%လုံး 100% ဒုက္ခကြီးပါလို့သိသွားတဲ့အခါမှာဒီခန္ဓာကြီးကိုမလိုချင်တော့ဘူးဒီဘဝကြီးကိုမလိုချင်တော့သူ့ကြိုက်လိုက်ပေးနေရတာပင်ပန်းလာတယ်အမှန်ကိုမြင်အောင်ကြည့်တာအမှန်ကိုမြင်လေလေကိလေသာနည်းလာလေလေပဲဆိုတော့ကျွန်တော်အတွက်ကတော့ဘဝကြီးကဒုက္ခကြီးပါဆိုတော့လုံးဝတန်တရားမရှိဘူးမြတ်စွာဘုရားဟောတာ100%လုံးမှန်တယ်ယုံနဲ့နံဆိုတဲ့သဘာဝတရားကြီးကိုတန်ငါပဲလို့ထင်နေသေးသေးရဲ့ကျွန်တော်တို့ဒီတန်တရားမှာလဲနေဦးမှာပဲစီးပွားတွေရှာကျွန်တော်တို့ဘယ်လောက်ထိမှရက်မှာလဲကျွန်တော်စီးပွားတွေရှာနေနေပဲအသက်တွေကြီးလာစီးပွားကိုဘာလို့ရှာရလဲဆိုရင်ချမ်းသာခြင်းလို့ရှာဒါပေမဲ့ဒါတွေကိုရှာနေရင်လည်းဆင်းရဲနေတယ်ဗျာလူလည်းဆင်းရဲတယ်စိတ်လည်းဆင်းရဲရဘာဖြစ်လို့လဲဆိုတော့ချမ်းသာအောင်ရှာနေရင်လည်းဆင်းရဲတဲ့ကနေပိတ်မိဆိုတော့တကယ်ချမ်းသာစိတ်ကဘာဆိုတာကိုမသိလို့ကောင်းတာလေးတွေရနေတာကိုချမ်းသာတယ်လို့ထင်နေလို့ကောင်းတာလေးတွေမရတော့တဲ့အခါဆင်းရဲတာပဲဒါကြောင့်မလို့မြတ်စွာဘုရားကဘာမှပြုပြင်ပြောင်းလဲစရာမလိုပဲရနေတဲ့ချမ်းသာဘယ်လိုရှာရမလဲဆိုတော့နီလန်ပေးခဲ့တယ်ဒါတွေကကိလေသာတွေမရှိတော့မှချမ်းသာအစစ်ကိုရမှာဘာဖြစ်လို့လဲဆိုတော့တကယ်ချမ်းသာအစစ်ကကျွန်တော်တို့ရှင်ထဲမှာပို့လို့ပါဟိုမှာကျေးဇူးတင်ပါတယ်